အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပဲ closing လုပ်ထားတဲ့အိမ်တစ်လုံးပေါ့နော် Sugarland Texas ပြည်နယ် Sugarland Houston ပေါ့နော် Houston တက်ကမြို့တစ်မြို့ဖြစ်တဲ့ Sugarland မြို့မှာဖြစ်ပါတယ်လို့ Sugarland ဆိုလို့ရှိရင်လူတွေကဒီ Houston ထက်မှာပေါ့နော်ဘာကြောင့် Sugarland ကိုကြိုက်ကြလဲဆိုတော့ပတ်ဝန်းကျင်တွေလောင်းအပင်တွေအောင်ဆိုင်နေဒီလိုမျိုးပေါ့နော်အေးချမ်းတယ်ကျောင်းတွေကောင်းတယ်မြို့ထဲနဲ့နေတယ်အများကြီးပဲပြောရလို့ရှင်ဒါတနိုင်ငံလုံးအမေရိကတနိုင်ငံလုံးထဲမှာနေချင်းစရာအကောင်းဆုံးထဲမှာပေါ့နော်ခဏနံပါတ်2နံပါတ်3အဲ့လိုမျိုးချိန်တယ် Sugarland ဆိုတော့Sugarland ကအိမ်တစ်လုံးကျွန်တော်ဒါကတော့အင်ရှင်တွေကကယ်လီဖိုးနီးယားပေါ့နော်ကျွန်တော်client တွေကျွန်တော်မိတ်ဆွေတွေကယ်လီဖိုးနီးယားနေဝယ်တာဖြစ်တယ်သူတို့ကinvestment ကျွန်တော်ဟရန်တော်နှမျောတယ်ကျွန်တော်ကိုယ်တိုင်နေချင်တယ်ဒီအိမ်မှာလေအရင်နှမျောဖို့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ဘလောက်ဈေးနဲ့ရတယ်ပြီးလို့ရှိရင်ဘယ်လိုမျိုး deal တွေကျွန်တော်ရအောင်လုပ်ပေးတယ်ဆိုတဲ့ဟာတွေကျွန်တော်ပြောပြမယ်ကြည့်ပါအောင်လုံးဝပတ်ဝန်းကျင်ကလုံးဝ share ပဲအရင် A channel ဝင်သွားမယ်ကျွန်တော်ဒီအိမ်ကိုအရင်ကြိုက်တာတခုကဘာလဲဆိုလို့ရှိရင် French door ဒီမှာကြည့် French door ဒါမျိုးအရင်ကြိုက်တယ်ကျွန်တော် French door ကိုဆိုတော့ဒီမှာပစ္စည်း material တွေတော်တော်ကြီးကောင်းတယ်ပေါ့နော်ဒီအိမ်ထဲမှာထည့်ထားတဲ့ material တွေကဒါနှစ်ထပ်အိမ်အဲ့တော့ square feet က2800ကျော်တော့1900နီးပါးရှိတယ်ဒါကကျတော့ study room ပေါ့နော် study room ပြီးလို့ရှိရင်ကြည့်ပါဦးဒီမှာဒါ formal dining room ပြီးလို့ရှိရင်ဒါကတော့ living room high ceiling နဲ့အလင်းနဲ့အများကြီးရတယ်ပြီးလို့ရှိရင်အပြင်မှာလေးကျွန်တော်ပြောင်းပြီး kitchen ကိုလည်းကြည့်ပါဦးဒါကိုငါးဘူးဆိုတာနှမျောတယ်ကျွန်တော်တို့ကအခုကျွန်တော်တို့မိတ်ဆွေတွေကပေါ့နော်သူတို့ကအင်ရှင်တွေက2900နဲ့ငါးဖို့ကျွန်တော်တို့လောက်ထားတယ်ပေါ့နော်သူတို့လောက်ထားတယ်ဒီ property management company ကိုကျွန်တော်ကကြတော့မကင်နိုင်ဘူးဗျာဒီproperty management ကြတော့မလုပ်နိုင်ပစ္စည်းတွေကြည့်လုံးဝ quality လောက်ထားဒီအိမ်တွေကကြတော့2000ကျော်ထင်တယ်ဒီအိမ်ကြောင့်မေးသွား1990 2000အဲ့ဒီဝန်းကျင်မှာစောက်တဲ့အိမ်ဆိုတော့ quality ကတော်တော်ပစ္စည်းကောင်းတွေထည့်ထားရပေါ့နော်အခုစောက်တဲ့အိမ်လေးမှာ quality မကောင်းဘူးလို့မပြောလို့ဒါပေမဲ့အခုလိုမျိုးအချိန်မှာ quality ကောင်းတဲ့အိမ်ကိုဝယ်မယ်ဆိုလို့ရှိရင်တော့9သိန်းအထက်ဖြစ်နေပြီအိမ်ဈေးတွေကပေါ့နော်9သိန်း6သိန်း9သိန်းပေါ်အဲ့လိုမျိုးလောက်ဘေးမှာ quality ကောင်းတဲ့ဟာရတယ်အဲ့တော့ဒီအိမ်ကိုဘယ်လောက်ဈေးဒီမှာကျင်းအောင်နောက်တစ်ခု French door အပြင်ကိုသွားတယ် French door ကိုဒီမှာတက်ထားတာအဲ့ဒါကြောင့်ဒီအိမ်ကကျွန်တော်အရန်ကြိုက်တာသူတို့အင်ရှင်တွေကအလောက်ကြိုက်မှမသိကျွန်တော်ကြိုက်လာတော့မသိကျွန်တော်ကတော့အရန်ကြိုက်တာဒီမှာအပြင်မှာလေးသူတို့လောက်ထားတယ်ကျင်းအောင်တော်တော်မိုက်တယ်တွေ့လားပြီးရင်ဒီအိမ်ကိုသူတို့တင်ထားတာပေါ့နော်တင်ထားတာ4သိန်းနဲ့2000တင်ထားတာအဲ့ဒါကိုကျွန်တော် negotiate လုပ်လိုက်တယ် negotiate လုပ်တဲ့အချိန်ကျတော့ကျွန်တော်ကပေါ့နော်ဘယ်လောက်နဲ့ရဆိုတာသူတို့ကကျွန်တော်တောင်းတာကြဒီ closing cost ပါအများကြီးတောင်းတာကျွန်တော်8000လား1000လားမသိအဲ့တော့တောင်းပြီးတော့အိမ်ကို4သိန်းနဲ့ကျွန်တော်offer ပေးတာအားနဲ့ဘယ်လောက်ဈေးမှအဆင်ပြေသွားဆိုတော့ကျွန်တော် okay နောက်ဆုံးတော့closing cost ကျွန်တော်မလူအကောင်လုံးဒီဈေးထဲမှာပဲအကောင်လုံးပြစ်ထည့်လိုက်မယ်ဆိုတော့အကောင်လုံးဈေးကို3သိန်းနဲ့9000နဲ့3000နဲ့ဈေးအဆင်ပြေသွားစဉ်းစားကြည့်အောင်4သိန်း2000ကနေအလောက်ကိုရသွားတာအဲ့နဲ့ဒီအိမ်မှာပေါ့နော်အောက်ထက်မှာအိတ်ခမ်းရှိတယ်ပေါ်မှာလည်းအိတ်ခမ်းရှိတယ်ပေါ့နော်ဒါကတော့ master အိတ်ခမ်းရေချိုးခမ်းအိမ်သားထင်တယ်4 bedrooms 2.5 bath အဲ့လိုမျိုးထင်တယ်ဒီမှာဒီအားလေးပတင်ပေါက်တကပေါက်ရှိတယ် master room နဲ့အပြင်ထွက်လို့ရတယ်ကြည့်ပါဦးတစ်ပင်နေအိုးကြံသေးတယ်ပြောစရာကြံသေးတယ်အဲ့ဒီထဲမှာအဲ့ဒီအပြင်ကျွန်တော်တို့ဒီအိမ်ကဈေးကို3သိန်းနဲ့9000နဲ့3000ရတဲ့အပြင်ခေါင်း inspection ဝင်လိုက်တယ် inspection မှာကျွန်တော်ပြန်ပြီးတော့ထပ်ပြီးတော့ negotiate ကျွန်တော်လုပ်တယ်ဒါပေါ်ထပ်ကျွန်တော်တက်ပြမယ်ထပ်ပြီးတော့ negotiate လုပ်တဲ့အချိန်မှာဘာရလိုက်လဲဆိုတော့ခေါင်းမိုးကိုရောင်းတဲ့သူကျွန်တော်ပြောင်းလိုက်တယ်ငါတို့ဒီအိမ်ကိုကြိုက်တယ်ချို့လူတွေက negotiate လုပ်တဲ့အချိန်မှာဒါ realtor တွေလေ
ဆရာလောက်တာမဟုတ်ပါဘူးဒါအမြင် play လို့ရအောင်တချို့ real ထားတဲ့ကိုယ့်ကိုအရင် tough ငါအရင်ဟိုကြမ်းတယ်ငါအရင်ဟိုဖြစ်တယ်ဆိုပြီးတော့အိုးဒီလိုမျိုးဒီဒါမရလို့ရှိရင်ငါမယူဘူးအဲ့လိုမျိုးကန်လန်ကြီးလောက်တယ်ဒါမကောင်းတဲ့ strategy ပေါ့နော် seller တွေဆိုတာအရင် emotionally attached ဖြစ်တဲ့ဒီအိမ်မှာသူတို့အိမ်အကြာကြီးနေခဲ့တဲ့အိမ်သူတို့မှာ emotion တွေအများကြီးရှိတယ်အဲ့ဒါကိုဒီလိုလုပ်လို့ရှိရင်ဒီဟာကမကောင်းမင်းအိမ်ကမကောင်းအဲ့ဒါကြောင့်ဒီလိုငါတို့မကြိုက်ဘူးအဲ့ဒါဆိုလို့ရှိရင်အဲ့လိုမျိုးနီလန်းနဲ့သွားတယ်ဆိုလို့ရှိရင်သူတို့စိတ်ဆိုးသွားတယ်အဲ့ဆိုငါမယောင်းတော့ကွာအဲ့လိုမျိုးအဲ့တော့ကျွန်တော်ကဘယ်လိုပြောဆို okay ငါတို့ဒီအိမ်ကိုကြိုက်တယ်ငါတို့ဆက်သွားခြင်းတယ်ဒါပေမဲ့ဒီခေါင်းမိုးကဟောင်းနေပြီဖြစ်တဲ့အတွက်ကြောင့်ခေါင်းမိုးကိုငါတို့ဝယ်လိုက်လို့ရှိရင်အခု insurance company က insure လုပ်မှာမဟုတ်ဘူး insurance company က policy ထုတ်ပေးမှာမဟုတ် policy မထုတ်လို့ရှိရင်ငါတို့ကအဆင်မပြေဘူးငါတို့အတွက်လို့ပြောလိုက်တယ်အဲ့လိုမျိုးပြောတဲ့ခါကျသူတို့စဉ်းစားတယ် okay သူတို့ကကြိုက်တယ်seller အနေနဲ့စဉ်းစားကြည့်လိုက်ကြိုက်တယ်ဒီအိမ်ကိုသူတို့ရဲ့ goal ကရောင်းရဖို့အဲ့တော့ဒီလူတွေဆိုလို့ရှိရင်ဒါသူတို့အကျွေးရှိမှာမဟုတ်တော့ဒီအိမ်မှာပဲသူတို့အစကတည်းကနေတဲ့လူတွေအားကြောင့်တန်ရုံစင်လည်းရှိတယ်ဒါပေမဲ့သူတို့မှာအကျွေးမရှိတော့အဲ့တော့သူတို့က1000လောက်ဒီခေါမိုးလဲတာ1000ခွဲနဲ့1000လောက်ပဲကောင်းတယ်အဲ့လောက်အကုန်ခံမလားအလောက်အကုန်ခံပြီးတော့အခုရောင်းထွက်ခြင်းလားဒါမှမဟုတ် online မှာအကြာကြီးထပ်ပြီးတော့နောက်ထပ်တစ်လားလောက်ကြာအောင်ထားပြီးတော့ alpha ဈေးအနေခံပြီးတော့ရောက်မလားသူတို့မစဉ်းစားတယ်လူတွေကစဉ်းစားတယ်လူတွေဆိုတာအဲ့လိုမျိုးလုပ်တဲ့ခါကျသူတို့ okay လုပ်ပေးမယ်တဲ့ငါတို့ခေါင်းမိုးကိုလဲလိုက်ရလောကအသစ်ဆက်ကိုလဲလိုက်တယ်ခေါင်းမိုးကျွန်တော်အဲ့မှာတေချာပြောထားတယ်ငါတို့က replace ပဲလို့တာrepair မလို့ဘူးလောကပြင်တာမျိုးမလို့အကောင်လုံး replace ခေါင်းမိုးအသစ်ကိုလဲပေးပါဆိုတော့အသစ်လဲလိုက်တယ်အဲ့ဒါ deal ပဲခင်ဗျားတို့ the art of negotiation negotiator ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်အရင်ဝမ်းသာတယ်ဒီအိမ်ကကျွန်တော်အရင်ကြိုက်တယ်ပေါ့နော်ကျွန်တော်အကြိုက်ဆုံးထဲမှာ favorite ထဲမှာတစ်ခုပါတယ်ဒီပင်နေကြည့်ပါအသီးတွေပိုင်းနဲ့အရှိမငါပျော်ပင်နေရှိတယ်ဟိုဘက်ကခုနကျွန်တော်တွေ့တယ်အိုးဟိုမှာလေမလကာတိလက်ပါလားဟိုကအသီးတွေဟိုကိုရီးယားလားတရုတ်လားမသိဘူးဆိုတော့ဟိုကစိုက်ထားတာသူတို့လည်းအသီးတွေစားချင်တဲ့အသီးတွေအဲ့တော့ဒီမှာအပေါ်ထပ်မှာဒါဒီမှာbathroom ပေါ့နော်အကျုပ်ကအင်တာအပြည့်တစ်ခုအင်တာကလည်းမောင်းမနေဘူးဒီမှာကြည့်ပတင်းပေါင်းလဲဆိုတော့ပြီးရင်ဒီဖက်အခန်းဒါကတော့ share လုပ်တဲ့အခန်းပေါ့နော်အပေါ်ထပ်မှာပြီးလို့ရှိရင်ခုနကဒီမှာတွေ့ပါတယ်ဒီမှာအပေါ်မှာအိတ်ခန်း3ခန်းရှိတယ်ဒီမှာဒါကတော့ game room ပေါ့နော် game room living room လို့ပြောလို့ရတယ်အဲ့ဒါတော်တော်မိုက်တယ်အဲ့ဒါဟို I mean quality လေးကြည့်ပါဦးအိမ်ရဲ့ quality အဲ့တော့ဒီစင်ရပေါင်းဒီဟာနှမျောဖို့တော့ကောင်းတယ်ငါစားဖို့ကနှမျောဖို့တော့ကောင်းတယ်ကိုတိုင်နေဖို့အရန်ကောင်းတဲ့အိမ်ပေါ့နော်အဲ့တော့ invest လုပ်ချင်တဲ့ဒီလိုမျိုးအိမ်ကိုဒီလောက်နဲ့ပေါ့နော်ဒါကိုကအမြဲတမ်းဒီလိုကျွန်တော်ဒီလိုပြောလို့4-5,000နဲ့ကျွန်တော် negotiate လုပ်လို့ရတယ်ဒါပေမဲ့ဒါကတော့အခြေအနေပေါ့လူရဲ့ mind ကို reading လုပ်ရတယ်ပေါ့နော်တစ်ခါလေကြာ negotiation ဆိုတာဒါpsychology ပဲဒါ psycho အရန်ပါတယ်လူတိုင်းအိမ်တိုင်းကိုမရအောင်ချိန်တိုင်းအမြဲတမ်းမရအောင်ဒါ market အပေါ်မှာလည်းမူတည်တယ်ဒီအိမ်ရှင်ရောင်းတဲ့သူတွေရဲ့ psycho အပေါ်မှာလည်းမူတည်တယ်အဲ့တော့ဒီလိုမျိုး invest လုပ်ချင်တယ်ဒါမှမဟုတ်ဒီလိုကောင်းတဲ့အိမ်ပေါင်းချင်ကောင်းတဲ့နေရာတွေမှာဒီလိုမျိုးအေးချမ်းဒီလိုမျိုးအိမ်အကြီးမှာနေချင်တယ်ပေါ့နော်ကျွန်တော်ဆက်သွယ်ပါကျွန်တော်ဆက်သွယ်လိုက်ရကျွန်တော်ဖုန်းနံပါတ်တွေအမြဲတမ်းတင်ပေးထားတယ်Houston မြို့ Texas ပြည်နယ် Houston မြို့မှာကျွန်တော်နေတယ်ကျွန်တော် Austin မှာလေးလုပ်ပေးလို့ရတယ်San Antonio မှာလေးလုပ်ပေးလို့ရအထူးဖြင့်အဲ့အသစ်တွေဆိုလို့ရှိရင်ကျွန်တော် Houston San Antonio လေးလုပ်တယ်ဒါပေမဲ့အဟောင်းကြတော့နည်းနည်းကျွန်တော်အရင်အချိန်ပေးရဒါပေမဲ့ပြောပါကျွန်တော်အဲ့တော့ဒီလောက်ပဲကျွန်တော်ဆက်သွယ်ကြပါစိတ်ဝင်စားရဆိုလို့ရှိရင် investment ပဲဖြစ်ကိုယ်တိုင်နေဖို့ပဲဖြစ်ပြောင်းလာဖို့ဖြစ်စဉ်းစားကြည့်ပါဒီလိုမျိုးအိမ်ကိုတခြားမျိုးကြီးအမေရိကတခြားမျိုးကြီးဒီမှာဘလောက်ဒီအိမ်ကဘလောက်ပေးရမယ်ဆိုတာဒါမီလီယံကျော်တောင်ပေးရမယ်တချို့နေရာဆိုလို့ရှိရင်ဆိုတော့ဗီဒီယိုလေးရှည်သွားပြီဒီလောက်နဲ့အဆုံးတန်အောင်မိတ်ဆွေတို့ကျေးဇူးတင်ပါတယ် okay bye bye